ဒီနေ့ကတော့ကျွန်တော်အလုပ်နားရဲ့ရက်လေးမှာလိုင်းကားစီးပြီးတော့မြန်မာဆိုင်မှာလိုအပ်တာလေးသွားဝင်မှာဖြစ်ပါတယ် Concrete dreams where the neon glows. Every block tells a tale the whole city knows. ပထမဦးဆုံးကျွန်တော်အဆောင်ကနေထွက်တာနဲ့ကျွန်တော်ဘတ်စကားလာတာကိုထိုင်ပြီးတော့စောင့်နေပါတယ်ဘတ်စကားကကျွန်တော်တို့စီကိုတနာရီကိုတစ်ချိန်ရောက်တယ်ပေါ့နော်အဲ့ချိန်ကိုစောင့်နေရတာပေါ့နော်ကဲကားပေါ်ရောက်ပြီဆိုတော့ကျွန်တော်ငကြက်လေးတက်ပြီးတော့တချမ်းနားထောင်ပြီးတော့ကျွန်တော်သွားမယ့်နေရာကိုအိပ်ပြီးတော့လိုက်သွားလိုက်ပါတယ်ကဲဒီနေရာကမြန်မာဆိုင်နေအရင်ပေါ်တဲ့အတွက်ကျွန်တော်ဈေးလိုက်ဝယ်လိုက်ပါဦးမယ်ကျွန်တော်ကအဓိကကုန်းရွက်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်ကုန်းရွက်ရှိတဲ့ဆိုင်အောင်လိုက်ပြီးတော့မေးရပါတော့ကုန်းရွက်ဝယ်တယ်တခြားဈေးတွေပါဝယ်ပြီးတော့ကျွန်တော်မြန်မာဆိုင်မှာပဲထမင်းစားလိုက်ပါတယ်မြန်မာထမင်းဟင်းနဲ့စားပြီဆိုတော့ကျွန်တော်ဘတ်စကားပေါ်တက်ပြီးတော့ပြန်ပါပြီတတာ